အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေဆွေးနွေးပေးမယ့်အကြောင်းအရာတော့အမေရိကန်ရဲ့ဒါဒီ Operation Midnight Hammer ဆိုတဲ့အကြောင်းအရာကိုဒါမျှဝေဆွေးနွေးပေးသွားမှာဟုတ်ဒါဒီတနေ့ကဒါဇွန်လ22ရက်နေ့ကပဲဒါအမေရိကန်စစ်တပ်ကဒါတမိုင်းဝင်တိုက်ခိုက်မှုဖြစ်တယ်ပေါ့ဒီ Operation Midnight Hammer ကိုဒါသူတို့လှုပ်ဆောင်ခဲ့တာပေါ့လှုပ်ဆောင်ရတဲ့ US ကလည်းအီရန်နိုင်ငံရဲ့ဒီ low nuclear စက်ရုံ3ခုကိုဒါဒီ18နာရီအတွင်းဖျက်ဆီးတိုက်ခိုက်ခဲ့တာအဲ့တော့အီရန်နိုင်ငံရဲ့ nuclear စက်ရုံတွေအများပြားကြာကျသွားခဲ့တာဒီ operation နဲ့ပတ်သက်ပြီးတော့ဒါဒီနေရာမှာအဓိကအချက်5ချက်ကိုဆွဲထုတ်ကြည့်အောင်အဲ့တော့ပထမတစ်ချက်ပြစ်မှတ်တွေအဲ့တော့အီရန်နိုင်ငံရဲ့အဓိကပြစ်မှတ်တွေဘယ်ပြစ်မှတ်တွေကိုအဓိကထားသွားလဲဆိုရင် Fordo ဆိုတာဒီတောင်အောက်ပေအနက်300လောက်မှာဒါတိစောက်ထားတဲ့ uranium သန့်စင်ရေးစက်ရုံဒါပထမချက်ဒုတိယချက်က Nandas ဆိုတဲ့ဒါ uranium ရှက်ထွင်ရေးစက်ရုံတတိယချက်ကတော့ Isfahan ဆိုတဲ့ဒီ nuclear သုတေသနစင်တာပေါ့ဒီ3နေရာကိုအဓိကပြစ်မှတ်အနေနဲ့တိုက်ခိုက်သွားဒုတိယအချက်ကအီရန်ကိုတိုက်ခိုက်တဲ့နေရာမှာဒီအမေရိကန်ကဒါဘယ်လေယာဉ်တွေဘယ်လက်နက်တွေအသုံးပြုခဲ့လဲဒါတွေကိုပြန်ကြည့်အောင်အဲ့တော့ပထမတစ်ချက်B2 separate ကိုပြောက်ဘုံကျဲလေယာဉ်ဒီလေယာဉ်ကိုအဓိကထားပြီးတော့အမေရိကန်နိုင်ငံအနေနဲ့ဒါသုံးသွားအဲ့တော့ဒီလေယာဉ်ကဒါအမေရိကန်ရဲ့မဟာဗျူဟာမြောက်ခေတ်မီလက်နက်တွေထဲမှာဒါတစ်ခုဖြစ်တဲ့ပါဝင်တဲ့ဒီ separate B2 ဘုံကျဲလေယာဉ်ဒီလေယာဉ်ကဒါလေကြောင်းအကာအကွယ်စနစ်တွေကိုထိုးပေါက်နိုင်တယ်ပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်တယ်ပြောချင်တာက red ရောင်ကြီးတွေပြီးရင်အတန်လှိုင်းတွေလျှက်စစ်အတန်လိုက်လှိုင်းတွေရေဒါတွေကိုရှောင်လွှဲနိုင်တဲ့နည်းပညာတွေပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ဒီ B2 ဘုံကျဲလေယာဉ်တွေကိုထောက်လှမ်းတွေ့ရှိဖို့ဒီတစ်ဖက်ကရှေ့ရခံဖို့အတွက်အလွန်ခက်ခဲတာဒီလေယာဉ်တွေကဒါအဓိကအခုအများဆုံးစစ်ဘက်သုံးလေယာဉ်တွေထဲမှာဒါဒီနိုင်ငံတကာမှာဆိုရင်တော့ဒါအမေရိကန်ကိုဒါဘယ်မှလိုက်မိဖို့မလွယ်တဲ့လေယာဉ်တွေဖြစ်တာဒုတိယကဒါ GPU ဆိုတဲ့ဒီ Bunker Booster B7 Bunker ဖြတ်ဘုံကိုဒါသုံးသွားတာဒီဘုံကပေါင်း3000 ချိန်လောက်ရှိပြီးတော့ကြီးမားတဲ့ဘုံတွေဖြစ်တယ်ပြီးရင်မြေအောက်ပေ200-300အထိကိုဖောက်ခွဲဖျက်ဆီးနိုင်တာဖြစ်တဲ့အတွက်ဒီဘုံကလည်းဒါဒီလူတီများတာဒါအပြင်ကိုတခြားဒုံးကြီးတွေပြီးရင်ဒါဘုံနဲ့မတူညီတဲ့အချက်ကဒီ GPU 57ဘုံဟာဒါမပေါက်ကွဲမိချိန်တွင်မှာဒါကမ္ဘာမျက်နှာပြင်ကိုထိုးဖောက်ဝင်ရောက်ပြီးမှဒါပြစ်မှတ်ကိုရောက်ရှိတဲ့အချိန်မှာဒါပေါက်ကွဲတာဖြစ်တဲ့အတွက်ဒါထိခိုက်ပျက်စီးနှုန်းကတော့ဒါတော်တော်လေးပြင်းထန်တယ်အဲ့တော့ဒါအမေရိကန်ရဲ့လက်နက်တိုင်မှာဒီ GPU 57အင်အားပြင်းထန်ဆုံး Bunker Booster ဖြစ်တယ်ပြီးရင်ပေ20ရှိပြီးတော့အရှင်းအနေနဲ့2.6 ပေထိရှိတာအဲ့တော့ဒါတတိယက Tomahawk Chris ဒုံးကြီးကိုသုံးသွားတယ်အဲ့တော့အီရန်ရဲ့ nuclear စက်ရုံတွေကိုအမေရိကန်တိုက်ခိုက်တဲ့အချိန်မှာအမေရိကန်ရေငုပ်သင်္ဘောတွေကလည်းဒီ Tomahawk Chris ဒုံးကြီးအစင်း30လောက်ဒါကြိုပစ်ပြီးတော့မှဒါသူတို့အနေနဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်တာအဲ့တော့ဒီဒုံးကြီးတွေကဒါဒီတာဝေးပြန်တန်းနိုင်တာဖြစ်တဲ့ပြီးရင်အမေရိကန်ရဲ့စစ်သင်္ဘောတွေနဲ့ရေငုပ်သင်္ဘောတွေဘက်ကနေဒါပြစ်လွတ်နိုင်တဲ့အခွင့်အရေးတွေရှိတာအဲ့တော့ဒါစတိုဒါဆက်ဘာသုံးသွားလဲဆိုရင် F-22 Raptor နဲ့ F-35 Lightning Type လေယာဉ်အီရန်ရဲ့ nuclear စက်ရုံတွေကိုဒါဒီဘုံကျဲတိုက်ခိုက်တဲ့စစ်စင်မှာအမေရိကန်ကဒါဒီ F-22 Raptor နဲ့ဒီဘက်က F-35 Lightning Type လေယာဉ်တွေကိုသုံးပြုတဲ့နေရာမှာဒါသူကလေကြောင်းအထောက်ပံ့အနေနဲ့ပံ့ပိုးကူညီဖို့အတွက်သုံးပြုသွားတာဒါဒီခုဖော်ထုတ်ရတဲ့အချက်ထဲမှာဒါတတိယအချက်ကတော့ဒါတကယ်ကိုကောင်းတယ်လှိုးဝက်နီးပြူပါဆိုတဲ့ဒါဒီစစ်စင် operation မှာလှိုးဝက်နီးပြူပါကိုသူတို့သုံးသွားတယ်ဘယ်လိုသုံးသွားလဲဒီ V2 separate ဘုံကျဲလေယာဉ်9ဆင်းကဒါ Facebook ကိုလမ်းလွဲပြန်တန်းပြီးတော့မှလှည့်စားပြီးတော့မှဝင်ရောက်ပြီးတော့တိုက်ခိုက်သွားတာဒုတိယဘာလဲဆိုရေငုပ်သင်္ဘောကနဲ့ဒါဒီအပေါ်မှာပြောသလိုပဲ Tomahawk Chris ဒုံးကြီး30ကိုဒါဦးတည်ပြီးတော့ပထမဆုံးပစ်ခတ်ပြီးတော့ဒါနီးပြူပါရသုံးသွားတယ်အဲ့တော့နံပါတ်4ချက်ကဘာလဲဆိုရလက်အနေနဲ့ကအီရန်နိုင်ငံမှာရှိတဲ့ဒီ nuclear အဓိကစက်ရုံ3ခုဒီ3ခုဒါပြစ်မှတ်3ခုလုံးကြာကျသွားတယ်ပြီးရင်ဒါဒီတစ်ဖက်ကအီရန်စစ်တပ်အနေနဲ့တုံ့ပြန်နိုင်ခြင်းမရှိတာကိုတွေ့ရတယ်တော့ဒါနောက်ဆုံးချက်ကတော့အဓိကနိုင်ငံရေးနိုင်ငံရေးအနေနဲ့ကဒီသမ္မတဒေါ်နယ်ထရမ့်ကိုလည်းခွင့်ပြုခဲ့တယ်ပြီးရင်ဒီ UN နဲ့ Democrat နိုင်ငံတွေအားလုံးကကန့်ကွက်တယ်ဒါပေမဲ့ဒီတစ်ဖက်ကဒါဒီပါကစ္စတန်ပါဝင်ဒါဒီခုမြောက်ကိုရီးယားတို့ဘာလို့ကတော့ဒါဒီအီရန်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဇန်ထွက်ပြီးတော့ဒါပြောဆိုလာခြင်းတုံ့ပြန်ခြင်းတော့မရှိသေးဘူးအဲ့တော့နောက်ဆုံးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒီ American operation နဲ့ပတ်သက်ပြီးနောက်ဆက်တွဲအနေနဲ့အနှစ်ရှုပ်ရရင်ဒါဒီ American ကအခုအာရှဘက်မှာဒါဒီအာရုံစိုက်မှုတွေတဖြည်းဖြည်းရောကျလာပြီးတော့ဒါခုအီရန်ဘက်ကလည်းဒါနောက်ထပ်ပြန်ပြီးတော့ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ချင်းချောက်ထားတာဖြစ်တဲ့အတွက်ဒီ operation ရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ဒါအီရန်နဲ့ဒီနောက်အုပ်စုတင်းမာမှုပို့ပြီးတော့မြင့်တက်လာနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်